မင်္ဂလာပါမေဒေါ်ဆန်းစုကြည်ခင်ဗျာကျွန်တော်ကတော့မောင်ထိန်လင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မေးချင်တာကနိုင်ငံရေးအကျဉ်းသားစည်းရင်းက NLD ကလက်ရှိပြုစုထားတာ600ခန့်ဖြစ်ပြီးပြင်ပမှာပြောကြတာက2000ကျော်ဟုပြောကြပါတယ်ကျွန်တော်အနေနဲ့အနည်းဆက်ဆုံးခမန်းစင်းတီးခွင့်ရှိရင်တီးကျင်ပါတယ်ဘာကြောင့်လဲဆိုတော့ယခုနိုင်ငံရေးအကျဉ်းသားလွတ်ပေးရေးဟာမြန်မာပြည်နိုင်ငံရေးရေချိန်တိုင်းတာမှုနဲ့ဆက်ဆက်နေပါတယ်ပြီးခဲ့တဲ့လကနိုင်ငံရေးအကျဉ်းသား200ကျော်လွတ်ချင်းဟာ NLD စည်းရင်းအရဆိုရင်3ပုံ1ပုံဖြစ်ပြီးပြည်ပစည်းရင်းအရဆိုရင်10ပုံ1ပုံပဲဖြစ်ပါတယ်မြန်မာပြည်နိုင်ငံရေးရေချိန်နဲ့နှိုင်းယှဉ်တန်ဖိုးတွက်ချက်မှုမှာအများကြီးအကျိုးသက်ရောက်မှုရှိပါတယ်ဒါကိုအမေအနေနဲ့ဘယ်လိုတင်ပါတယ်လဲခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုလိုနိုင်ငံရေးအကျဉ်းသားအရေးအတွက်နဲ့ပတ်သက်ပြီးကွဲလွဲပြောဆိုနေကြတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းအကြားရှုပ်ထွေးမှုဖြစ်စေတယ်ဆိုတဲ့အသံတွေလည်းကြားနေရပါတယ်ဗျာအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေစကားကြားပါရစေဗျာဟုတ်ကဲ့နားဆင်ရအောင်လားခင်ဗျာအကျဉ်းထောင်တွေနဲ့ဆက်သွယ်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုပံ့ပိုးကူညီနေတဲ့ NLD လူမှုအထောက်အကူအဖွဲ့ကရထားသမျှစာရင်းတွေအတိုင်းဆိုလို့ရှိရင်အခုခါမှာနိုင်ငံရေးအကျဉ်းသား991ယောက်ရှိပါတယ် NLD စာရင်းထဲမပါလိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်အေဂျာအောင်ထပ်ပြီးတော့စီစစ်နေပါတယ်စီစစ်ပြီးအကျဉ်းထောင်တွေမှာပြင်ပစာရင်းထဲပါဝင်တဲ့အကျဉ်းသားတွေအချို့လွတ်မြောက်ပြီးဖြစ်နေတာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့အကျဉ်းထောင်အားလုံးကိုတော့စီစစ်လို့မပြီးသေးပါဘူး